င်္ဂလာပါရှင်ဒီနေ့ကတော့ဒီ social media design process လေးတစ်ခုကိုပြပေးမှာပဲဖြစ်ပါတယ်အရင်ဦးဆုံးဒီလိုအပ်တဲ့ပုံလေးတွေကိုဆွဲထည့်ထားပါတယ်ပြီးရင်တော့ဒီကပ်ပုံးလေးထဲမှာထည့်ထားတဲ့ဒီလိုမျိုးလေးဖြစ်အောင်လုပ်မှာပေါ့နော်အဲ့ဒီအတွက်ဒီပုံးလေးကိုဒီ copy ယူလိုက်ပြီးတော့မှဒီလိုတဲ့အပိုင်းလေးကိုပဲခြံထားပြီးတော့မလိုတဲ့အပိုင်းလေးကိုဖြတ်ထုတ်လိုက်ပါမယ်ပြီးရင်တော့အဲ့ဒီ layer လေးကိုကဒီပစ္စည်းလေးတွေရဲ့ထိပ်ဆုံးလေးမှာတင်ထားလိုက်တယ်ပေါ့နော်ပြီးရင်နှစ်ခုကို link လေးချိန်ထားလိုက်ပါမယ်link လေးချိန်ပြီးသွားရင်တော့ဒီပစ္စည်းလေးတွေကိုတစ်ချက်ပြန်ပြီးတော့မှနေရာလေးတွေရှာကြည့်ပါမယ်ပြီးရင်တော့ဒီရေးရမယ့် headline လေးတွေကိုရေးထားလိုက်ပါမယ်ပြီးရင်တော့ဒီအောက်ခံကိုအနီလေးကိုအရင်ယူထားလိုက်မယ်ပေါ့နော်ပြီးတော့ဒီ background လေးကိုသုံးပါလေးကိုကြိုပြီးတော့ရှာထားပါတယ်အဲ့ဒါလေးကိုထည့်သုံးလိုက်ပါမယ်ဒီသူ့ရဲ့အလဲမှာပါနေတဲ့ဒီနေရာကိုမကြိုက်ဘူးပေါ့နော်အဲ့ဒီအတွက်ဒီနေရာလေးကိုပြန်ပြီးတော့မှဖြောက်ပါမယ်ဒီအလဲနေရာလေးကနေပြီးတော့ဖြောက်လိုက်ပြီးရင်တော့ဒီပစ္စည်းဒီပုံးလေးကိုအပေါ်နည်းနည်းတင်လိုက်မယ်ပေါ့နော်ပြီးရင်ဒီအောက်ကကျတော့လိပ်စာလေးတွေဖုန်းနံပါတ်လေးတွေရေးဖို့အတွက် rectangle လေးတစ်ခုကိုဒီခုလိုမျိုးလေးဆွဲလိုက်တယ် rectangle လေးကိုအပေါ်နှစ်ခုကိုပဲခုံလေးလုပ်မယ်ပေါ့နော်အောက်နှစ်ခုကဒီတိုင်း၄တောင်ပဲလုပ်လိုက်ပါမယ်ပြီးရင်တော့သူ့ကိုလေယာလေးကိုအောက်ချလိုက်ပါမယ်ပြီးရင်တော့ဒီကပ်ပုံးလေးအတွက်ကိုကြတော့အရိပ်ကလေးထည့်မယ်ပေါ့နော်အဲ့ဒါလေးကိုတော့ပန်တူးလေးနဲ့ပဲအခုလိုမျိုးကောက်လိုက်ပါတယ်ပြီးတော့ဒီအရောင်ကိုနည်းနည်းအောက်ခံအရောင်ထဲနည်းနည်းရင့်တဲ့အရောင်မျိုးလေးကိုယူထားလိုက်ပါတယ်ပြီးရင်တော့ဒီ blur လောက်လိုက်မယ်ပေါ့နော် blur ကို Gaussian blur လေးကိုသုံးလိုက်မယ်ပြီးရင်ဒီ opacity ဒီ blending mode မှာ multiply ကိုပြောင်းပြီးတော့မှ opacity လေးတွေကိုတစ်ချက်ချိန်ပေးလိုက်ပါမယ်ပြီးရင်တော့ဒီအဖျားလေးတွေကိုနည်းနည်း layer mask လေးတက်ပြီးတော့မှ brush လေးနဲ့လိုက်ဖြတ်လိုက်ပါမယ်
ပြီးရင်တော့ဒီ font လေးတွေမှာ stroke အဖြူလေးထည့်ပြီးတော့မှ draw shadow လေးကိုလည်းဒီပပလေးထည့်ပြီးတော့မှ ဒီဇိုင်းလေးလုပ်ထားပါတယ်ပြီးတော့ဒီအလဲကားဟာကိုကြတော့ text ကိုfont အဖြူရောင်ပဲသုံးပြီးတော့မှဒီ stroke လေးတွေ draw shadow လေးတွေကိုကြတော့အနီရောင်ဘက်လေးကိုသုံးပြီးတော့မှသူ့ကိုထင်းထင်းလေးဖြစ်အောင်လုပ်ထားပါတယ်ပြီးရင်တော့ဒီစလုံးစိုက်လေးတွေကိုတစ်ချက်လိုက်ပြီးတော့မှပြန်ပြီးညှိပါမယ်ပြီးရင်တော့ဒီ logo အောက်မှာလည်း rectangle လေးတစ်ခုခံလိုက်ပါမယ်ပြီးရင်တော့ဒီ product လေးတွေပေါ်မှာအလင်းလေးတွေကျနေတဲ့လိုမျိုးလေးဖြစ်အောင်လို့ brush tool လေးကိုယူပြီးတော့မှအဖြူရောင်လေးနဲ့လိုက်ပြီးတော့မှအလင်းကျမဲ့နေရာလေးတွေကိုပပလေးထည့်ပေးပါတယ်ပြီးရင်တော့ဒီ screen မူလေးချိန်ပြီးတော့မှ opacity လေးတွေကိုလိုသလိုလေးတိုးချော့လုပ်ကြည့်ပါမယ်ပြီးရင်တော့ဒီဘူးပေါ်မှာလည်းအခုလိုမျိုးပဲအလင်းလေးတွေတင်နေတဲ့လိုမျိုးလေးဖြစ်အောင်လို့နည်းနည်းစီလိုက်ပြီးတော့မှထည့်လိုက်ပါမယ်
ပြီးရင်တော့ဒီနောက်ကလေးမှာအခုလိုမျိုးပဲအလင်းလေးပြန်နေတဲ့လိုမျိုးလေးဖြစ်အောင်လို့နောက်ဆုံးလေးမှာဒီအရောင်လေးနှစ်ခုနဲ့ဆက်ပြီးတော့မှထည့်ထားတယ်ပေါ့နော်ပြီးရင်သူ့ကို blending mode မှာဒီအဆင်ပြေမဲ့ဟာလေးကိုလိုက်ပြီးတော့မှရှင်းကြည့်ပါမယ်ပြီးရင်တော့ဒီ flare လေးတွေကိုထည့်ပြီးတော့မှသုံးပါမယ်ဒီ product တွေအားလုံးပေါ်မှာအခုလိုမျိုးအလင်းလေးတွေကျနေတဲ့လိုမျိုးလေးတွေဖြစ်အောင်လို့လိုက်ပြီးတော့မှထည့်လိုက်ပါမယ်ဒီကက်ရွှေရောင်ကက်ကလေးတွေကိုပို့ပြီးတော့လင်းလင်းလေးဖြစ်သွားအောင်လို့ brush to hue လေးနဲ့လိုက်ပြီးတော့မှပို့ပေးပါမယ်ပြီးရင်တော့ဒီ blending mode မှာ overlay လေးချိန်လိုက်လို့ရှိရင်တော့အခုလိုမျိုးလင်းလင်းလေးတွေဖြစ်သွားမယ်ပေါ့နော်ပြီးရင်ဒီဘေးလေးမှာကကြတော့ဒီ promotion color လေးကိုရေးချင်တာဖြစ်တဲ့အတွက်အလံပုံစံမျိုးလေးထည့်မယ်ပေါ့နော်ဒါကြောင့် rectangle လေးကိုယူပြီးတော့မှအခုလိုမျိုး transform တွေကနေပြီးတော့မှဒီ plus ဆိုတဲ့ effect လေးကိုသုံးပြီးတော့မှအလံလိုမျိုးလေးဖြစ်အောင်လုပ်လိုက်ပါမယ်ရ
ရင်တော့ဒီရေးမဲ့စာလေးကိုလည်းအခုလိုမျိုးလေးပဲသူ့လိုပဲ line လေးဖြစ်အောင်ဒီ plus လေးကိုပဲယူပြီးတော့မှသုံးလိုက်ပါမယ်ပြီးရင်တော့ဒီအလံလေးကိုလည်းစောစောကလိုမျိုးပဲလင်းနေတဲ့လိုမျိုးလေးဖြစ်အောင် brush tool လေးနဲ့ပုတ်ပြီးတော့မှဒီ overlay လေးကိုချိန်ပေးလိုက်ပါမယ်ပြီးရင်တော့ဒီအလံလေးမှာဘေးကတိုင်လေးထဲမှာဖြစ်တဲ့အတွက်အခုလိုမျိုးသေးသေးလေး rectangle လေးတစ်ခုဆွဲပြီးတော့မှထည့်ပါမယ်ပြီးရင်တော့ layer လေးကိုသူ့ရဲ့အပေါ်လေးကိုတင်ပြီးတော့မှသူ့နဲ့ light လို့ဆောင်းဆောင်းလေးလုပ်ပေးလိုက်မယ်ပေါ့နော်ပြီးရင်တော့ဒီကူပွန်လေးတွေကိုပလားလေးလုပ်မယ်ပေါ့နော်မိုးရှင်းပလားလေးလုပ်ပြီးတော့မှဒီဆောက်သားနေရာဖုံးသွားတဲ့နေရာလေးတွေကိုကြာတော့ brush tool လေးနဲ့ပြန်ပြီးတော့မှပြန်ဖြတ်မယ်ပေါ့နော်အဲဆိုရင်ပို့ပြီးတော့မှ
လွင့်ပြန်နေတဲ့ပုံလေးပို့ပြီးတော့ပေါက်သွားမယ်ပေါ့နော် ဒီဟာလေးကတော့ဒီ final design လေးပေါ့နော်ဒါလေးကို client ကိုပြလိုက်တဲ့အခါမှာ client ကဒီပုံကိုသိပ်ပြီးတော့မကြိုက်ဘူးပေါ့နော်သူကဒီဖုန်းကိုဦးစားပေးဖြစ်ရှင်နေပေါ့နော်အဲ့ဒီအတွက်ဒီ design လေးကိုနည်းနည်းပြန်ပြင်မယ်ပေါ့နော်ဒီအောက်ကခံထားတဲ့ box ကိုအရင်ဦးဆုံးဖယ်လိုက်ပါမယ်ပြီးရင်တော့ဒီဖုန်းကိုနည်းနည်းလေးကြီးပြီးတော့မှရှေ့နားလေးကိုနည်းနည်းပို့လိုက်မယ်ပေါ့နော်တခြားပစ္စည်းလေးတွေကိုကကြတော့နောက်မှာသေးသေးလေးတွေပြန်ပြီးတော့မှထည့်မယ်ပေါ့နော်သူကဖုန်းကိုဦးစားပေးဖြစ်ချင်တာဖြစ်တဲ့အတွက်ဒီဖုန်းကိုပဲဦးစားပေးပြီးတော့မှဒီရှေ့ဆုံးလေးမှာထည့်လိုက်ပြီးတော့တခြားပစ္စည်းလေးတွေကိုကြားတော့ဒီနောက်မှာသေးသေးလေးတွေနဲ့စီပြီးတော့မှထည့်ထားလိုက်ပါတယ်ဒါဆိုရင်တော့သူလိုချင်တဲ့ပုံစံပို့ပြီးတော့မှရမယ်ပေါ့နော်ပြီးရင်သူ့ရဲ့အောက်လေးတွေမှာဒီအရိပ်ကလေးတွေထည့်မယ်ပြီးရင်စောကနေရာအတိုင်းလောက်ထားတဲ့အလင်းလေးတွေကိုပြီးရင်နေရာပြန်ရှင်းရမယ်ပေါ့နော်
အခုလိုမျိုးပဲအရေးကလေးတွေကိုလိုက်ပြီးတော့မှထည့်ထားလိုက်မယ်ပြီးရင်တော့စောကနေရာအတိုင်းလွဲနေတဲ့ဒီအလင်းလေးတွေကိုကြတော့ဒီနေရာအမှန်လေးတွေဖြစ်အောင်လို့ပြန်ပြီးတော့မှလိုက်ထည့်ပါမယ်နေရာလေးတွေကိုတစ်ချက်ပြန်ပြီးတော့မှချိန်ပါမယ်ပြီးရင်ဒီ client ဘက်ကကြတော့ဒီပစ္စည်းရဲ့နာမည်လေးတွေကိုပါထည့်ပေးခြင်းနဲ့ပေါ့နော်အဲ့ဒီအတွက်ကိုအခုလိုမျိုးတသေးလေးတွေရေးပြီးတော့မှသူ့ရဲ့ဘေးမှာလိုက်ထည့်ပါမယ်ကာလာကိုဖြူရောင်ပြောင်းမယ်ပြီးရင်မြားလေးတွေပါထည့်မယ်ပေါ့နော်ထည့်ပြီးရင်ဒီပစ္စည်းအလုံးမှာလိုက်ပြီးတော့မှအခုလိုမျိုးနာမည်လေးတွေလိုက်ထည့်ပေးလိုက်ပါမယ်ဒါဆိုရင်တော့ဒီ final design လေးကရသွားပါပြီ။ဆုံးဖြတ်ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ design နဲ့ပတ်သက်တဲ့ knowledge sharing တွေအမြဲတင်ပေးမှာဖြစ်တဲ့အတွက် channel လေးကိုလည်း subscribe လုပ်ခဲ့ပေးပါအောင်ရှင်။